မြန်မာပြည်အမျိုးမျိုးနယ်နယ်မှာရှိကြပါကုန်သောဗုဒ္ဓဘာသာဝင်မြန်မာပြည်သူပြည်သားအပေါင်းတို့ခင်ဗျာစကိုင်းတိုင်းဒေသကြီးချောင်းမြို့နယ်ဒေါ်ကြောင်ကြီးစံပြကြီးရွာကိုအလေတစ်ခေါက်လာရောက်ဖို့ရန်ခင်မင်ရင်းနှီးစွာဖိတ်ခေါ်ပါရစီခင်ဗျာကျွန်တော်တို့ဒေါ်ကြောင်ကြီးစံပြကြီးရွာဟာချောင်းဦးပခုတ်ကူကားလမ်းကိုဆက်သွယ်ပြီးတဲ့စီပြူရှင်တရားကြီးအရှိဘက်ထိပ်တရားဦးမှာတည်ရှိနေပြီးရှီအောင်သမိုင်းဝင်ဇီဒီပထိုးဂူဖျားကြောင်းကံများစွာတည်ရှိပြီးဗုဒ္ဓဘာသာသာသနာတော်ကြီးစီကားထွန်းကားရာရွာကြီးတည်ပါပါကြီးရွာရှိရွာသူရွာသားများသည်ယင်ကြီးပြူငါကြပြီးနိုင်ငံတော်ဆိုရ၏ဥဆောင်လမ်းညွှန်မှုကိုခံယူကာအခြေခံစိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်ကြပြီးပညာရေးကျန်းမာရေးလူမှုရေးစီးပွားရေးပါမကျန်ဘက်စုံတောင်းစုံဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားဆောင်ရွက်ကြပြီးအေဂျင့်သာယာလှပဖွံ့ဖြိုးတဲ့ရွာကြီးတည်ပါပါဒီလိုအေဂျင့်သာယာလှပဖွံ့ဖြိုးတဲ့ကျွန်တော်တို့ရွာသူရွာသားများ၏ယဉ်ကျေးဖော်ရွေမှုအပြုံးပန်းများသဘာဝရှုခင်းများကိုကိုယ်တိုင်ရင်တွင်ခံစားဖို့ရာအလေတစ်ခေါက်လောက်တော့အရောက်လှမ်းခဲ့ပါအောင်လို့ဒေါ်ကြောင်ကြီးစံပြကြီးရွာမင်္ဂလာယာမမဟာဗောဓိကျောင်းတိုက်နိဗ္ဗာန်လမ်းပြဆရာတော်ဥပုံလနှင့်တကွတပိဒါယကာဓာယိကာမရွာသူရွာသားများကလိုက်လဲခင်မဲ့စွာဖိတ်ခေါ်ပါရစေရွာဝီတမဝီနဲ့နွေဟာကားရှိလာလို့ဆိုပြီးနနခင်စီဝီရနာနေရဝေကရောင်ရရှာမြူရှင်တရားတိတ်တရားရိပ်ကိုမိကဘာသာသာသနာထွန်းကားရာကျောင်းငယ်ဖျားရီနဲ့အလူတန်းတွေပေါ်များလာပြီလားအချီတော်ကောင်းပြီရွှေတော်ရမီရွာမြူရှင်တရားတိတ်တရားရိပ်ကိုမိကဘာသာသာသနာထွန်းကားရာကျောင်းငယ်ဖျားရီနဲ့အလူတန်းတွေပေါ်များလာပြီလားအချီတော်ကောင်းပြီရွှေတော်ရမီရွာ
ရှင်အောင်ကြီးပန်းစင်ယာရောက်ဆောင်ကကြောစီရီမြက်ကဝစ်ကျွေးကန်ရွေးကပီးကီကွာစီယာမုန်နီအောင်လုံးမူမြက်ရှင်ဘဂဝါအောင်မှုတလူလူပြအောင်စုယူကာအိုချတူပါဖူးကြရအောင်လား လွယ်စီရီနဲ့အောင်သိတိရှင်အောင်ကြီးပန်းစင်ယာရောက်ဆောင်ကကြောစီရီမြက်ကဝစ်ကျွေးကန်ရွေးကပီးကီကွာစီယာမုန်နီအောင်လုံးမူမြက်ရှင်ဘဂဝါအောင်မှုတလူလူပြအောင်စုယူကာအိုချတူပါဖူးကြရအောင်လား la la